ဒီတစ်ခါတော့ backnet ကိုစမ်းကြည့်တာပေါ့နော် backnet ကိုစမ်းကြည့်တာ backnet ကိုစမ်းကြည့်တာပါ backnet ကိုစမ်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ backnet server ပေါ့နော် backnet device ရှိရမယ်အဲ့တော့အဲ့ backnet device က data ကို monitoring လုပ်ဖို့ control လုပ်ဖို့အတွက်ပေါ့နော်အဲ့တော့ဘာနဲ့ကျွန်တော်တို့ဒီ data ကိုကြည့်လို့ရလဲဆိုတော့ data တွေထွက်နေမထွက်နေပေါ့နော်ဒီ YABE နော် yet another backnet explorer တဲ့အဲ့ကောင်ကိုသုံးပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်အဲ့တော့ကိုယ်မှာဘာရှိဖို့လိုလဲဆိုတော့ဒီ backnet device ရှိဖို့လိုတယ်အဲ့ဒါ backnet server လို့ပြောလား client လို့ပြောလားမပြောတတ်တော့ဘူးเนาะအဲ့တော့ကျွန်တော်ကဒီ my site ကိုသုံးတယ် my site ကသုံးရင်းနဲ့တော်တော်ကြိုက်လာတယ်ဘာလို့လဲဟုတ်ကဲ့ sorry ဟာခံထားတယ်VPN ခံထားမိတယ်ဝင်လို့မရဘူးโอเคရတယ်အဲ့တော့ backnet gateway ကသုံးရင်းနဲ့တော်တော်ကြိုက်လာတယ်အဲ့တော့ဒီကောင်က LoRaWAN gateway LoRa device တွေကနေပြီးတော့ data စုပြီးတော့ cloud ပေါ်ကိုတင်ပြီးတဲ့ device ဖြစ်တယ်အဲ့တော့ LoRaWAN gateway နောက်ပိုင်းသူတို့ကဘာဒီ LoRaWAN ကတော့အစတုန်းကဒီagriculture မှာသုံးတာပေါ့နော် agriculture အတွက်သုံးတယ်နောက်ပိုင်းဒီစက်ရုံထိရောက်လာတယ်စက်ရုံတွေထိရောက်လာတယ်ဒီဟိုဟာတွေ residential ဘိုင်းရောဒီ factory industry ဘိုင်းရောเนาะအကောင်တွေကိုရောက်လာတယ်ရောက်လာတဲ့ချိန်မှာဘာလုပ်လိုက်လဲဆိုတော့သူကဒီ LoRaWAN ကနေเนาะindustrial မှာဆိုရင်ဒီ Modbus နဲ့ချိတ်ဆက်ဖို့အတွက်သူကModbus converter ပုံစံမျိုးလုပ်ပေးလိုက် function တွေထည့်လာတယ်နောက်တစ်ခုကပါလဲဆိုတော့ residential အတွက်ပါဒီ backnet เนาะbacknet converter function တွေထည့်ပေးလာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာbacknet protocol integration ပေါ့เนาะဒါ LoRaWAN protocol ကနေဒီ backnet protocol နဲ့ Modbus protocol ကိုသူကဒီမှာချိန်ဖို့အတွက်ဒါတစ်ခါလေးလုပ်ပေးထားတယ်အဲ့တော့ဒီလိုမျိုးလုပ်ပေးလိုက်တယ်ဆိုရင်သူကပါလဲဆိုတော့သူစီကဒီ backnet converter အနေနဲ့သူ backnet server အနေနဲ့လှုပ်ဆောင်နေမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာပါလဲဆိုတော့သူ့ရဲ့ gateway ရဲ့ IP က 192.168.150 ရှိတယ်အဲ့တော့အဲ့ဒါကိုဒီမှာ backnet object တွေအနေနဲ့ဘာတွေကျွန်တော်ကထည့်ပေးထားလဲဆိုတော့လောလောဆယ်ဒီ freezer room ရဲ့ဒီ temperature and humidity တန်ဖိုးတွေပေါ့နော်အဲ့ဒါပါရှိလဲဆိုတော့ temperature sensor ရဲ့ temperature sensor ကဒီ LoRaWAN sensor ဆိုတော့ LoRaWAN ဆိုရင်တခါတည်း battery ပါပြီးသားပေါ့နော် battery ပါပြီးသားအဲ့တော့ battery ရဲ့ဒါ percentage ကိုကျွန်တော်ကကြည့်တယ်เนาะ battery ရဲ့ percentage ကိုကြည့်တယ်ပြီးရင်ပါလဲဆိုတော့ဒီ temperature နဲ့ humidity ရဲ့ဒီ real time value ကိုကြည့်တာပေါ့ဗျာအဲ့တော့အဲ့သုံးခုကိုကျွန်တော်ထည့်ပေးထားတယ် backnet object အနေနဲ့ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ကပါလဲဆိုတော့ other object ဟို backnet device ကနေမချိတ်ဆက်ခင်เนาะဘာနဲ့ကြည့်မလဲဆိုတော့ဒီ YABE နဲ့ကြည့်မယ်အဲ့တော့ YABE နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီမှာပေါ့နော်ဒီဟာကိုဟိုလုပ်လိုက် remove လုပ်လိုက် channel ကို remove လုပ်လိုက် okay เนาะအဲ့တော့ YABE ကြည့်မယ်ဆိုရင် YABE ကဘာလုပ်လို့ရမလဲဆိုတော့ YABE ကဒါလည်း delete လုပ်လိုက်အဲ့တော့ YABE ကိုဒီမှာ add channel လုပ်ရတယ်ပြီးရင်ကိုယ့်ရဲ့เนาะဟိုဟာပေါ့ဟို networkကတ်ပေါ့နော်ကိုယ့်ရဲ့ computer ရဲ့ network ဥပမာအဖြစ်ကျွန်တော်ကပါလဲဆိုတော့ကျွန်တော်မှာ
wifi နဲ့လည်းချိန်ထားရတယ် LAN port နဲ့လည်းချိန်ထားရတယ်နှစ်ခုချိန်ထားတာပေါ့နော်တခြား virtual network ဟိုတွေလည်းရှိတယ်အဲ့တော့ LAN ကတော့ 192.168.1.17 နဲ့ချိန်ထားတယ်အဲ့တော့ကျွန်တော် connection ကောက်အောင်17နဲ့ရွေးလိုက်မယ်ပြီးတော့ port ကကြတော့ဘာနဲ့သွားတူရမလဲဆိုတော့ဒီကိုယ့်ရဲ့ backnet server နဲ့သွားတူရမယ်47808ပေါ့နော်အဲ့ကောင်ကိုရွေးပေးရမယ်အဲ့ကောင်အတွက်ဆိုရင်အဲ့ကောင်က default ပေါ့နော် default ဆိုတော့ဒီမှာလည်းရပြီမှာလည်း default အနေနဲ့ဒါအဲ့ကောင်ကို47808ကိုဒီမှာ hexa နဲ့နော်ပြမယ်ဆိုရင် BAC 0နဲ့ပြရတယ်နော်အဲ့ဒါရိုက်ထည့်လိုက်ရပြီအဲ့တော့သူကတော့တခါလေးရိုက်ထည့်ပြီးသားပါတယ်အဲ့ဒါကို step လုပ်လိုက်ရပြီstep လုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာတခါလေးပေါ်လာတယ်เนาะတခါတည်းပေါ်လာတယ်သူ့ရဲ့ backnet server ပေါ်လာတယ် server ကိုနှိပ်လိုက်တယ်ဆိုရင်ခုနဒီမှာ freezer ရုံးရဲ့ battery ရဲ့ humidity ရဲ့ temperature ရဲ့ဒါတွေကိုပြလာမယ်เนาะအဲ့တော့ဒီမှာ battery ဆိုရင် battery percentage ဘယ်လောက်ပေါ့เนาะခုနpercentage လည်းကြီးခဲ့ရပါတယ်เนาะဘယ်လောက်ရှိလဲဆိုတော့ battery percentage ကသူကpresent value ကဘာမှမရှိဘူးเนาะhumidity က48ရှိတယ် temperature က17.8ရှိတယ်အဲ့တော့ဒီမှာကြည့်လိုက်တယ်ဆိုရင် battery percentage ကမပြဘူးเนาะpresent value က humidity က48 temperature က17.9 ဖြစ်သွားပြီ9ဖြစ်သွားပြီเนาะဒီမှာ refresh ပြန်လုပ်လိုက်မယ်17.9 ဖြစ်သွားပြီเนาะသူကတော့ပုံမြန်နေ okay အဲ့ဆိုတော့ဒါမှကြည့်လို့ရပြီနော်အဲ့တော့ဒီလိုမျိုးကြည့်လို့ရဖို့အတွက်ပေါ့နော်နည်းနည်းလေးအခက်ခဲလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီက firewall ကိုယ့်ရဲ့ computer က firewall မှာဒီရပြီကိုကျွန်တော်တို့ကလောက်ထားမှရမှာfire ရပြီအတွက်ဒီ allow list ထဲမှာထည့်ထားမှရမှာမဟုတ်ဘူးဆိုရင်အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကဘယ်သွားမလဲဆိုတော့ control panel ထဲက system and security ဒါ window 10နော် window 10ဘူးလို့ဒါပေါ့နော်ဒါတော့ window 10 window 11 window 7ကလည်းတူမှာပါနော်အဲ့တော့ window defender အဲ့ကနေ firewall ဘယ်မှာလဲ firewall ဒီမှာno ဒါမဟုတ်ဘူးအဲ့ကနေ window defender allow an app through window firewall အဲ့ထဲကနေပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီမှာကြည့်လိုက်ကိုကဒီမှာ private ရော public ရောခွင့်ပြုထားလားခွင့်မပြုထားဘူးဆိုရင်ကျွန်တော်တို့ change ဆိုတာနှိပ်လိုက်ဒီမှာလာပြီးခွင့်ပြုပေးလိုက်ဒါဆိုရင်ရပြီပေါ့နော်ပြီးရင်ဒီမှာ okay အောက်မှာ okay နှိပ်လိုက်ဒါဆိုရင်အဆင်ပြေသွားပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးမနှိပ်တာရပြီကိုခွင့်မပြုထားဘူးဆိုရင်ကျွန်တော်တို့ data ဒီမှာ connection လုပ်လို့မရတဲ့ဟာရှိတယ်အဲ့တော့အားလေးနဲ့လည်းနည်းနည်းရွာပတ်တယ်နော်ရွာပတ်တက်ပါတယ်အမလူလာပဲနဲ့အချိန်ကြီးကြာနေတာပေါ့နော်အဲ့တော့ကျွန်တော်ကဒါဒုတိယအကြိမ်မြောက်ဆန်းတာပထမတစ်ကြိမ်ဆန်းတော့လည်းရတယ်အဲ့တော့ firewall ကိုမကြော်လာဘူးထင်တယ်အဲ့တော့ကအဲ့တော့ကိုကတခါလေးကြော်ပြီးသားဖြစ်သွားတဲ့သဘောလို့ယူဆတယ်အဲ့တော့ဒုတိယတစ်ကြိမ်ဆန်းတဲ့အချိန်မှာရွာပတ်နေတာပေါ့နော်အဲ့တော့မေ့သွားရင်အဲ့ကြောင့်မလို့ဒါလေးကို recording လုပ်ထားခြင်းဖြစ်ပါတယ်เนาะဒါကတော့ backnet အဲ့တော့ဒီ my site gateway ကတော့သုံးရင်းနဲ့တော်တော်လေးကြိုက်လာတယ်တော်တော်လေးသုံးရအဆင်ပြေတဲ့ gateway တွေပါ okay ဒါကတော့ဒီလောက်ပဲဖြစ်ပါတယ်